ခုက WHO ကအတီးကျယ်ပြောနေပေါ့နော်ဒါဘာလဲဆိုတော့ခု process food တွေစက်ရုံထွက်ပစ္စည်းတွေစားရင်မြန်အုံနောက်ကျုံတယ်သတိမေ့တယ်လို့ပြောနေပြီပေါ့ကွာမှတ်ညံကိုချုပ်ရင်းစေတဲ့အစားအစာတွေပေါ့နော်ဒါတွေကဘာလဲဆိုတော့ကျွန်တော်ပြောလို့ပေါ့တစ်ဆင့်နဲ့ကြော်တဲ့အစားအစာတွေမစားနဲ့ဥပမာဝက်ဥကြောင်ဝက်သားပြားဒါတွေလောက်ထားတယ်မုံမှန်ထားတယ်ပေါ့ကွာအဲ့ဒါဆိုမစားနဲ့ပေါ့နော်အာလူကြောက်တွေအာလူချောင်းကြော်တွေခောက်ဆွဲကြောက်တွေပေါ့နော်ကလေးတွေစားတဲ့ဟာတွေစီရီယယ်လိုဟာမျိုးတွေဆော်ဒါတွေကန်ဒီတွေတဲ့စိတ်မကောင်းစရာပဲကန်ဒီတွေပါတယ် process meat ဆိုတာတော့ဟိုပါပေါ့နော်ဘယ်ကထုတ်တယ်မှမသိတဲ့အသားတွေပေါ့နော်အဲ့ဒါမျိုးတွေကတိတ်မစားနဲ့ပေါ့နော်ကြက်မဲတွေဘာမဲတွေပေါ့ကျွန်တော်မြင်ပြောရင်တော့အဲ့ဒါတိတ်မစားနဲ့ပေါ့နော်နောက်တော့ fast food ထဲမှာလည်းပါတယ်အဲ့ဒါတွေစားရင်အုံတော့မြင်ထိခိုက်တယ်ပေါ့နော်အဲ့တော့အစာအိမ်နဲ့အုံနောက်နဲ့ဆက်ဆက်နေတယ်နော်အဲ့တော့အခုစေပညာမှာကတက်ဆက်တဲ့ဖြစ်ကုန်ပြီခုနောက်ပိုင်းစေပညာကမှတ်ကွာအသေးမကောင်းရင်အစာအိမ်တွေကြောပေါက်တယ်โอเคနော်အဲ့လိုပဲစီးကြိုဖြစ်ရင်နောက်ပိုင်းကျတော့အသေးထီတယ်အသေးကလည်းစီးကြိုရဲ့ main ပဲအသေးကောင်းမှစီးကြိုကောင်းတာအသေးပြတ်သွားရင်စီးကြိုဖြစ်တယ်နောက်ဆုံးအသေးလဲလိုက်ရင်စီးကြိုပျောက်သွားတဲ့သူတွေရှိတယ်အသေးကြောင့်ဖြစ်တဲ့စီးကြိုဆိုရင်အသေးကောင်းသွားရင်စီးကြိုပြန်ကောင်းသွားတယ်စီးကြိုကြောင့်နောက်ဆုံးတိုက်ပြူတော့သူဖြစ်တယ်ဥမာတိုင်ဝမ်ဖြစ်ကြာလာရင်အသေးထီတာပဲအဲကြောင့်စီးကြိုကူးတဲ့သူကလည်းအသေးကူရတယ်အသေးကူးတဲ့ဆရာဝန်ကလည်းစီးကြိုကူးနေရပြီပေါ့နော်အဲ့လိုဖြစ်နေတာပေါ့နော်ဆက်နေတဲ့အကြောင်းခုလည်းအဲ့လိုပဲအစာရင်ဦးလန်းချောင်းဆရာဝန်ကနောက်ဆိုရင်အုံနောက်တမှာကူရတော့မှာသူတွဲရတော့မှာ join ဖြစ်နေပြီအဲ့တော့စိတ်ဖိစီးမှုများတယ်စိတ်ပူပန်မှုများတယ်အတွေးများတယ်ခုခေတ်မှာအဲ့လိုလူတွေကဘာဖြစ်လဲဆိုရင်အစာရင်ဖောက်တယ်โอเคเนาะအဲ့တော့စိတ်တက်ကြလွယ်တယ်အစားတော့ကိုစားတဲ့အစားစာကိုပဲဒါပဲအဲ့ဒါပဲကိုစားနေတဲ့အစားစာကိုဖြစ်နေတာပဲကိုရဲ့အစားတောင်ဥပမာကိုရီးယားဆိုရင်အကင်သားစားတယ်ကိုရီးယားနိုင်ငံရောအကင်ကိုရီးယားရောသိလိမ့်မယ်ကျွန်တော်ကိုရီးယားရောစားတာနေတိုင်းစားတာအကင်ကိုအဲ့တော့ကင်ဆာတွေပေါ်တာလေအဲ့တော့သူတို့ကမီဒီယာနေ highlight လုပ်တာသူတို့နိုင်ငံကိုရီးယားတွေလူကီမီးယားတွေသွေးကင်ဆာတွေအွန်ဆောတို့ကင်ဆာဟလားသွေးကင်ဆာအဲ့ဒါရိုက်ပြတယ်ဆိုတာလက်ခါရိုက်တာမဟုတ်သူကမီဒီယာနေပဲမီမောင်းထိုးပြတာသူကအဲ့လိုမျိုးတွေအဲ့ဒါတွေကိုသူတို့ကသိစေချင်တာပြည်သူတွေပေါ့နော်အဲ့တော့အကင်စားရင်ကင်ဆာဖြစ်မယ်ဒါသိနေဒါပေမဲ့အကင်ဆိုင်နဲ့လူပြည့်နေတာပဲဒါပေမဲ့ကျွန်တော်ပြောလို့တစ်လမှာတစ်ခါလောက်ပဲစားတံမြန်သီးညှစ်စားအချင်းနဲ့တွဲစားရတယ်နော်အဲ့လိုပြောမဲတာတွေတူးတာတွေမစားရအောင်တအားကြအောင်မစားအောင်ဂျပန်တွေကကောင်းတယ်ဂျပန်ကင်းဆိုရင်တော့အသားလေးပဲกินတာတူးနေအောင်မกินဘူးအဲ့ဒါကိုပြောတာအဲ့တော့နော်ပြောပြလိုက်တဲ့ပဲအစားတောက်နဲ့အုံနောက်နဲ့ကဆက်နေတယ်ဒါ WHO ကသူ highlight လို့ပြောနေပြီအဲ့တော့အုံနောက်ကောင်းတဲ့အစားအစာတွေ9မျိုး10မျိုးရှိတယ်ဒါတွေအများနဲ့ပြောပြီးစား antioxidant တွေပါတဲ့ berry အုပ်စုတွေ blueberry ပေါ့နော် strawberry တို့နော်အဲ့လိုအုပ်စုတွေပြီး salmon တွေ wellness ဆိုခေါ်တယ်ကျမရဲ့မလိုက်စားနဲ့လိုက်စားရင်ပတ်စံကုန်တယ်အစိဆန်တွေစိမ်းအောင်ရှိရရတွေပဲတွေတန်လွင်စီတွေဈေးကြီးတဲ့ဟာတွေကြီးပဲเนาะအလဲကဘာရမှမရဘူးမီယာထရီယန်ဆိုတဲ့ diet ဆိုတာ तू ကမြေထဲပင်လယ်မှာစားတဲ့ဟာပေါ့ကွာဂရီတို့အီတလီတို့ပါစတာတို့ခင်းနေသည်ရမ်းစားတာပေါ့เนาะအဲ့လိုမျိုးစားစာတွေကကောင်းတယ်ပေါ့เนาะ